ကျိုးကျေးဇူးတွေအများကြီးလေးရတယ် ပြီးတော့ဆာလမောင်းတပ်ပုံနေလဲမှန်လာတယ် လေတန်းတက်ဖို့အတွက်ပို့ပြီးတော့အစစ်တစ်ဖြစ်သွားတယ် ပို့ပြီးတော့လည်းတိုးတက်လာတယ်လို့ထင်ပါတယ် ကျိုးကျေးဇူးတွေအများကြီးလေးရတယ်အရန်လည်းပျော်ရွှင်ရပါတယ်အဓိကကတော့ကျွန်တော်ခေါင်းစဉ်တော့ကျွန်တော်နားမလည်ဘူးဗျာဒါပေမဲ့အခုတီချာပိုင်ရဲ့စိတ်ရှည်လက်ရှည်ရှင်းပြရည်နဲ့တေချာတင်ပြပေးရတယ်ကျွန်တော်စာရေးစာကုန်းနေဆိုလို့ရှိရင်ခေါင်းစဉ်တော်တော်များများကိုစီကပတ်ကုန်းတော့ရေးတတ်လာတယ် နားမလဲဘူးဆိုလဲကြိတ်တယ်လို့ပြန်မီးလို့ရအောင်လုပ်ပေးရပါတော့လေတန်းတက်ဖို့အတွက်ပို့ပြီးတော့အစစ်တစ်ဖြစ်သွားတယ်ပေါ့အရင်တော့ဆိုရင်တော့စာရေးစာကုန်းအတွက်အတွေးခေါ်လည်းမသိဘူးဆလမောက်တက်ပုံနေလည်းမသိဘူးပေါ့ဒီတက်တက်ရလည်းပြောပါတယ်ဆမလည်းကျေးဇူးတင် ဒီစာကုန်းတွေရေးလို့ရင်ရတတွေတရုပ်ဖော်ရေးသားတွေကိုပို့ပြီးတော့အားတန်ပြီးရေးဖြစ်တယ်အပြင်ဘိုးစင်းတိုင်းပတ်သက်တဲ့စာကုန်းတွေကြတော့အဲ့လောက်မရေးတတ်ဘူးအခုဒီနေ့ဒီတင်တန်းကိုတက်ပြီးရအခါမှာကြတော့ရှင်းပြတာတွေကြောင့်အပြင်ဘိုးစင်းတိုင်းတွေနဲ့ပတ်သက်တဲ့စာကုန်းတွေလည်းရေးတတ်လာတယ်ဒီချက်ပိုင်းပို့ပြီးတော့လည်းတိုးတက်လာတယ်လို့ထင်ပါတယ် ဟောကျွန်တော်ဒီတင်တော့တကအရန်ပျော်ရွှင်ပါတယ်တင်နမ်တက်ခင်ကကျွန်တော်ဆာလမောင်းတပ်ပုံနေလဲမှားတယ်အသေးခေါ်ပိုင်းနဲ့အားနေရယ်စာစီစာကုန်းဆိုရင်လုံးဝမရှိတတ်ဘူးဒီတင်နမ်တက်ပြီးနောက်မှာကျွန်တော်စာစီစာကုန်းရေးတက်လာတယ်ပြီးတော့ဆာလမောင်းတပ်ပုံနေလဲမှန်လာတယ်ဒီချက်ပိုင်းရဲ့အမားမလုပ်ဘူးဗမိုင်းလုပ်ပေးရအောင်လဲကျွန်တော်အရန်ကျေးဇူးတင်ပါတယ်